အတက်များတဲ့အချက်ကိုလည်းမစိတ်ကျင်ဆိုင်ဘူးတယ်ဒါပေမဲ့စင်မပြေဘူးတွေခုနကလည်းပိုင်ဆိုင်မှုတွေအများများလာတာမကောင်းဘူးတစ်ဖက်မှာလည်းကိုယ်ကိုယ်တာတွေရှိရမိသားစုတွေရှိရဆိုတာထိခိုက်တယ်လေစသည်ချစ်သူစရာဇက်ကားထဲမှာတော့တန်ရော်ရဲ့ခန့်ရဲ့ကလေးနှစ်ယောက်ရဲ့အမိပေါ့နော်သားသမီးကိုရမ်းချစ်တဲ့အမိ heavy အထည်ထူလုပ်စရာမပါဘူးပေါ့ဒီဇက်ကားလေးကလူငယ်တွေရဲ့နူးညံ့တဲ့အချက်ကိုသိဖို့ထားတာပေါ့နော်तू ကအပြင်ပန်းကြည့်ရင်ခက်ဆူဆူလေးလေအဲ့လိုမျိုးဟိုပါပေါ့ချစ်ကန်ကန်လေးနဲ့စိုးတဲ့ပုံလေးဖြစ်နေတာပေါ့နော်တကယ်လည်းကြာတော့သူ့မှာချစ်တတ်တဲ့နူးညံ့တဲ့သူ့မှာနှလုံးသားလေးရှိတာအဲ့ဒါလေးပြကြည့်နေတာအပြေကာရိုက်တာနဲ့အတွင်းစိတ်လေးနဲ့ကွဲပြားနေတယ်လေလူငယ်တွေကတော့တိတ်တော့မဆန်းဘူးထင်တာပဲအချစ်ကားရိုက်တယ်ဆိုတာလေဒါလူငယ်တွေတဘာဝသူတို့စီမှာလည်းဒါတွေဖြတ်သန်းနေကြရပဲလေတိတ်တော့မထူးဆန်းဘူးတော့လူရှင်တော့ရသမျိုးစုံလာမှာပေါ့နော်ဟာတာဒရမာဒီဟောအဲဒီရဲကားတွေလာမယ်စုံပေါ့အကုန်လုံးသူပေါ့ပြိသက်အားပေးတယ်လို့ပေါ့ဒါပေမဲ့ဟာတာကတော့ပြိသက်လည်းပိုအားပေးတယ်ထင်တယ်အဓိကစက်ပေါ်မှာပဲမူတည်တာလေဒါမှစရုပ်ခက်တော့အချစ်ကားလေးလည်းရိုက်ခဲ့တာပဲလေဒီမဲ့ဆန်လန်းပေါ်မှာပဲမူတည်ပြီးတော့ပြိသက်ကြိုက်ကြတယ်ချက်ပုံချင်းနေတော့မတူကြဒီခေတ်ကတော့နည်းနည်းလေးဘယ်လိုပေါ်မဲ့လူငယ်ဆန်မိုက်တယ်ပေါ့နော်ပုံပဲနည်းနည်းရှိတယ်ဒီခေတ်ရိုက်တာတော့မစလို့ခက်တော့အားလုံးမရှိဘူးရိုးရှင်းတာပေါ့ဒါကတော့လူငယ်တဘာဝကတော့ဒါလူငယ်တိုင်းဖြတ်တန်းတဲ့ဒီအချက်တွေပေါ့နော်ဘုဒ္ဓဆိုဒီအချက်တွေကတော့တနေရာမဟုတ်တနေရာတွေ့နေကြတာပဲလေအဲ့တော့လည်းမထူးဆန်းဘူးပေါ့အဓိကကတော့ဟိုကချစ်တာတော့အပြစ်မမြင်ဘူးလေဒါပေမဲ့အချစ်ပေါ်မှာမယူရဲ့ဆန္ဒတို့ခုနကအတ္တတွေပေါ့နော်အတ္တလည်းများလာဆိုမကောင်းဘူးလေအဲတရားညှိယူမှအဆင်ပြေတာဒီကတော့မြင်မြတ်တတလေးပေါ့ဘုရားစာတရားလေးနဲ့သူ့ဘက်ကိုယ်ပဲညှိပြီးသွားရမယ်ဆိုရင်ရည်ရှိရအဆင်ပြေလေတချို့တွေကအရန်ချစ်ပြီးတော့အတ္တလေးများသွားခါကြတော့အဲ့ဒီအချက်ကလည်းရည်ရှိမမြဲဘူးပေါ့အတ္တများတဲ့အချက်ကိုလည်းမစိတ်ကျင်ဆိုင်ဘူးတယ်ဒါပေမဲ့စင်မပြေဘူးတွေခုနကလည်းပိုင်ဆိုင်မှုတွေအများများလာတာမကောင်းဘူးတစ်ဖက်မှာလည်းကိုယ်ကိုယ်တာတွေရှိရမိသားစုတွေရှိရဆိုတာထိခိုက်တယ်လေပတ်ဝန်းကျင်တစ်ခုလုံးပူလောင်တာဒီဇက်ကားလေးကိုလူငယ်တဘာဝအချစ်ဇက်ကားလေးပေါ့နော်လူမတက်ဆက်ဆံရိုက်တာဟာကျလာလိုက်အားပေးပါလို့ကျေးဇူးပါ